အခုသွားနေရတော့ Waiheke Island စိတ်ကမ်းနေပြီးတော့ Oneirao Beach ကိုသွားနေတာပေါ့နော်သူက bus နဲ့သွားလို့ရပါတယ် bus က New Zealand dollar $2ပေးရတယ်ပေါ့နော်အခုရောက်နေတဲ့နေရာကတော့ Oneirao Village Lane လို့ခေါ်ပါတယ်ဒီနေရာဒီကမ်းခြေရဲ့အပေါ်ဘက်အချမ်းလေးမှာတည်ရှိနေတာပေါ့နော်ကြည့်လိုက်ပါလုံးဝကိုကျွန်း vibe လေးပေါ့နော် island vibe လေးကိုပေးမှာပါဒီနေရာကတော်တော်လေးကိုလှပါတယ်ဆိုင်လေးတွေအသေးသေးလေးတွေပြီးတော့အဆောက်အဦအကြီးတွေဆိုတာလုံးဝမရှိနေပါဘူးဒါကတော့ကျွန်တော် Oneirao Beach ကိုသွားဖို့အတွက်အောက်ကိုဆင်းသွားနေတာပါဒီ beach ကိုသွားဖို့ဆိုရင်ဒီလိုမျိုးတစ်တော့အစ်ပင်တွေရှိတဲ့လမ်းလေးကြားထဲကနေပြီးဖြတ်သွားရတာပေါ့နော်အပေါ်ကနေပြီးတော့အဲ့လိုအောက်ကိုဆင်းသွားပြီဆိုရင်ကျွန်တော်တို့ beach ကိုရောက်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်နောက်ဆုံးရောက်ရှိလာပါပြီဒီ Oneirao Beach မှာပေါ့နော်ဒါ beach front အိမ်လေးတွေပါချစ်စရာလေးတွေပါအိမ်လေးတွေကပြီးတော့ဒါကတော့ကမ်းခြေကြီးပေါ့နော်wow share ပဲအိမ်လေးတွေနဲ့ oh my god အဲဒီစိမ့်လန်းစုပ်ပြီးတော့လူတွေလည်းရမ်းနေပါတယ်ဒီမှာဟိုကဒီမှာစောင်းရသည်ဆိုတော့ရေရတော့အေးမယ်ထင်တယ်အေးတယ်နွေရသည်ဆိုရင်တော့ဒါလုံးဝ share ပဲရေကူးလို့ရတယ်ကမ်းခြေကလုံးဝတော်တော်လေးကိုလှပြီးတော့တော်တော်လေးကိုတန့်ရှင်းနေပါတယ်လူတွေလည်းအရန်နေပြီးတော့ရေကလည်းကြီးလည်နေတာပဲလုံးဝခယူကောက်တာဝါသနာပါတဲ့လူတွေအတွက်ခယူလည်းကောက်လို့ရပါတယ်